ဒီဗီဒီယိုကိုပေါ့နော်ကျွန်တော်မနေ့ပိုင်းပွဲလေးပြီးတော့ပေါ့နော်ကျွန်တော်နောက်တစ်ပွဲလာကန်တာပေါ့နော်ဒါတော့ဒီဘူဘူလာစားဆက်ပြင်မှာဖြစ်ပါတယ်ကျွန်တော်ပွဲလေးနေ့တိုင်းဖြစ်တော့ကျွန်တော် training ဆင်းရတယ်ပေါ့နော်ကျွန်တော်ပွဲပဲပြီးတယ်ကျွန်တော်ဒီ training ပတ်သက်ပြီးကြည့်ကန်နေအကုန်လုပ်ရတယ်ပေါ့နော်ဒါပေမဲ့လည်းသူများတွေကတော့လမ်းဆန်နေပြီတော့ကိုရီးယားတော့ရှိပါတယ်ဝဲကန်တာကြီးဖြစ်တယ်လို့ပေါ့နော်ကျွန်တော်တော်တော်လေးတော့အိုင်းနေကုန်ခန်းနေပါတယ်ပြီးတော့ကျွန်တော်ဒီပြီးရတယ်ကျွန်တော်ဒီနှစ်ဖက်ခွဲပြီးတော့ပေါ့နော်စကန်ကြပါတယ်ဒီလိုပဲကြက်ခိုင်ဖို့ပြရအောင်ပေါ့နော်ကိုသိခံတဲ့ဘက်ကတိုက်ထိုးပြီးတော့ကန်ပေါ့နော်ကျွန်တော်ဘက်ကတော့အရင်တိုက်ထိုးလိုက်ရပါတယ်ဒီလိုပဲကျွန်တော်ပဲစင်းပြန်ပေးတယ်ကျွန်တော်ဘက်ကကိုပြန်သွင်းပြီးတော့ပေါ့နော်ဟိုဘက်ကတိုက်ပြန်ထိုးရပါတယ်ဒီလိုပါပဲကျွန်တော်ရုံးသိမ်းတဲ့ကန်တာကတော့ကိုအချင်းချင်းကန်တာဖြစ်တဲ့အတွက်ကျွန်တော်ပြောစရာကောင်းပါတယ်စားလိုက်နောက်လိုက်နဲ့ကန်တာဖြစ်တဲ့အတွက်လေတော်တော်လေးတော့ကြက်ခိုင်နဲ့ပြေးပါစို့ကိုအသိနဲ့ကိုဆိုတော့ရိုင်းရအားရကြမလို့ပဲနဲ့ကန်ကျင်လို့ကန်လို့ရတယ်ပေါ့နော်ဒါတွေကတော့အကျင့်ပါနေတာပေါ့နော်ဘယ်နေရာရောက်သူများကောင်ရောက်လိုက်ထဲတော့အကျင့်ရတော့ပါနေပါလေဒီလိုနဲ့ပဲကျွန်တော်ဒီအရန်လဲကုန်နေတာဖြစ်တော့ပေါ့နော်ကျွန်တော်တိတ်မကန်နိုင်ပဲဒီနေ့ကတော့ကျွန်တော်ဒီစောစောလေးပြန်ခဲ့လိုက်တယ်ပေါ့နော်ပြီးတော့ကျွန်တော် YCDC နဲ့MIU ပွဲလေးသွားပြီးတော့ကြည့်ခဲ့တယ်ပေါ့နော်ဒီနေ့ရဲ့တရိပ်တာကတော့ဒီလောက်လေးပဲကိုယ်ဆုံးရမှာကျေးဇူးတင်